အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငါးကောင်းဟင်းကိုအိမ်မှာလွယ်တကူချက်စားနိုင်အောင်လို့ချက်နည်းလေးများပြမှာဖြစ်ပါတယ်ငါးကောင်းကိုအိမ်မှာချက်စားတိုင်းညှိတယ်ဆိုတဲ့သူတွေအတွက်ဒီနည်းလေးအရန်ကိုအဆင်ပြေအောင်ချက်ပြမှာဖြစ်ပါတယ်ဒီလိုဆိုငါးကောင်းလေးတွေကိုနေတော့ခုတ်ပြီးတော့ရေပြောင်းစေးတတ်ပါမယ်စပလင်လေးကိုခုလိုမျိုးထုံးထားလိုက်ပါမယ်ဒါလေးကတော့လိုအပ်တဲ့ပစ္စည်းလေးတွေပါစပလင်လိုမယ်ဂျင်းစက်သွန်ပြူငရုတ်သီးစိမ်းနဲ့ပင်စိမ်းတို့ဖြစ်ပါတယ်ဒီနေရာမှာရှမ်းနဲ့နံကြိုင်အသုံးပြုလို့ရပါတယ်ဒါလေးကတော့ငါးကောင်းဟင်းမှာထည့်မဲ့အသီးရွက်တွေဖြစ်ပါတယ်ကိုကြိုက်တဲ့အသီးနဲ့ထည့်လို့ရသလိုမကြိုက်တဲ့အသီးနဲ့လည်းဖယ်ထုတ်လို့ရပါတယ်မုံညင်းဖြူမုံလာဦးနေဘိုးစားပဲခင်းညင်သည်ပဲပြားလေးတွေတုံးထားပါတယ်ဒီနေရာမှာမြင့်ချင်ကြရင်ထည့်လို့ရပါတယ်ကျွန်တော်မြင့်ချင်မရှိရတော့မထည့်တော့ပါဘူးငါးကောင်းဟင်းရဲ့ချက်တဲ့နေရာမှာခုလိုမျိုးပဲငပိလေးနည်းငယ်သုံးပေးရပါမယ်ခင်ဗျာဒါမှအနံလေးပွေးရသလိုပိုပြီးလိလိပမေနဲ့စားလို့ကောင်းနေပါတယ်ငါးကောင်းဟင်းချက်ဖို့ဆိုလို့ရှိရင်အရင်ဦးဆုံးကျွန်တော်တို့ငါးကောင်းလေးကိုစီပူထိုးပေးရပါမယ်ဒါမှငါးကောင်းရှိတဲ့ညင်းနဲ့ပျောက်သွားမှာဖြစ်ပါတယ်စီပူထိုးတဲ့နေရာမှာလည်းစပလင်လေးပါထည့်ပေးရမှာဖြစ်ပါတယ်စီပူလာပြီဆိုလို့ရှိရင်တော့အရင်ဆုံးငါးကောင်းလေးတွေကိုစီပူထိုးပေးမှာဖြစ်ပါတယ်သမင်းမုံလေးလေးငယ်ထည့်ပါမယ်ခုလိုမျိုးလေးနှစ်ဆက်ဆက်လေးဖြစ်အောင်မှုပြီးဆိုလို့ရှိရင်တော့ပုံလေးအုပ်ပြီးတော့ကျွန်တော်တို့ခဏလေးနှထားလိုက်ပါမယ်စပလင်ထည့်ပြီးလို့ခုလိုမျိုးဖုံးပိတ်ပြီးတော့ကြော်ပေးခြင်းဟာငါးကောင်းလေးမှာရှိတဲ့စီလေးထွက်စေသလိုအနံလည်းအရန်မှုသေးပါတယ်ငါးကောင်းရဲ့ညင်နဲ့ကိုလည်းရှော့ချစေပါတယ်တော်တော်ကြာလေးစီပူထိုးပြီးဆိုလို့ရှိရင်ကျွန်တော်တို့မီးလေးပိတ်ပြီးမှဖုံးလေးဖွင့်ပါမယ်ဒါလေးကိုကျွန်တော်တို့တွေတစ်ခုခုနဲ့ဆစ်ထားလိုက်ပါမယ်စစ်ထားလိုက်မယ်ပေါ့နော်ဒီစီကိုတော့ကျွန်တော်တို့မသုံးတော့ပါဘူးစီလေးပူလာရင်တော့စပလင်ချင်းတက်တူထည့်ပြီးတော့စီမွေးတက်ပေးပါမယ်တော့ဒီနေရာမှာစနစ်မုတ်လေးနည်းငယ်ပါထည့်ပေးပါမယ်ခင်ဗျာအနံလေးမွေးလာရင်တော့ငါးကောင်းထပ်ထည့်ပါမယ်ပင်ကပီကိုခုလိုမျိုးဟင်းဖက်တဲ့ဇုံလေးနဲ့တစ်စုံထည့်ပါမယ်ဒီစိမ်းတစ်ခါလေးထည့်ပါမယ်ကျွန်တော်တို့အမားရင်ဆုံးထည့်ပါမယ်မောင်လာဦးနေထည့်မယ်ပဲပြားပါတစ်ခါလေးထည့်လိုက်ပါမယ်ပူသားပဲလေးလည်းထည့်လိုက်ပါမယ်ခင်ဗျာခုလိုနားလေးလုံးပြီးတော့ရေထည့်ပါမယ်ရေဆူလာပြီဆိုလို့ရှိရင်တော့အရသာအတွက်စက်သားမဟုတ်နှစ်စွန်းထည့်ပါမယ်တကြားတစ်စွန်းထည့်ပါမယ်ဒီကျွန်တော်ပြတဲ့ဇုံလေးနဲ့ပါကျွန်တော်ဟင်းရချက်ပြီဆိုလို့ရှိရင်တော့မပါမပြစ်ကတော့အချုံမသုံးရပါတယ်ချုံမတစ်စွန်းထည့်ပါမယ်ငပြာရီကိုငါးငပြာရီကိုတော့ထမင်းစားစွန်းနဲ့နှစ်စွန်းနီးပါးလောက်ထည့်ပေးရပါမယ်ရှောက်ရည်တမယာရည်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းနီးပါးသုံးပေးရပါမယ်ရတာတွေထည့်ပြီးဆိုလို့ရှိရင်တော့ကြံနေသေးတဲ့အသီးရွက်တွေတစ်ခါလေးထည့်ပါမယ်ရှယ်ပဲခုလိုမျိုးအသီးရွက်တွေရောငါးတွေရောချက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြံနေသေးတဲ့ပင်စိမ်းရွက်လေးထည့်ပါမယ်ခင်ဗျာပင်စိမ်းရွက်လေးထည့်လိုက်ပြီဆိုတော့လည်းအနံလေးပွေးပြီးတော့အရန်ကိုတောက်ချင်စရာကောင်းတဲ့ငါးကောင်းဟင်းရွက်လေးရပါပြီရှမ်းနဲ့ကြိုက်လို့ရှိရင်တော့ရှမ်းနဲ့ပါထည့်လို့ရပါတယ်ခုလိုမျိုးစောင်းရသည်အေးလေးရောက်လာပြီဆိုလို့ရှိရင်တော့ရန်ကုန်မှာချက်တောက်တဲ့ငါးကောင်းဟင်းရွက်လေးဖြစ်ပါတယ်ခင်ဗျာ